มาแบบอะไรตอนนี้ก็กูมาแบบทายาเลยพี่โอ้ยนั่นนี่วันพี่เราเช็คพิจารณาไล่มาเรื่องลูกสิลูกเรียนไงพี่โอ้ยไล่มาเรื่องลูกสิลูกเรียนไงไล่มาเรื่องมาอาบุตั้งแต่แล้ววันนี้ဒီနေ့လေပိုင်အောင်ညနေပိုင်အောင်လိုင်းလို့မအားဘူးပြီးတော့နော်ခုမှပဲအားတယ်တနေ့ကောင်ပဲပြီးတော့ခုမှပဲထိုင်ရတယ်နော်မို့လို့အရန်ဆုပ်တယ်နော်နည်းနည်းမအေးရသေးဘူးနေ့လေလည်းမအေးရသေးဘူးအော်ဆောလာဆိုင်အခုလေဆက်စရဝမ်ပြီးတော့ချက်ပေးကြပါနော်မမို့လက်3ချောင်းနကပြီးတော့နော်အစုံ100နော်ဘယ်လိုခေါ်မလဲလက်3ချောင်းနကရောလော့ကဲရောငါ့ကိုပြမယ်နော်လော့ကဲရောရင်တိုးရောနော်အစုံ100ရောက်လာတော့မယ်ဒီလိုနော်အဲကြောင့်ယူမဲ့ပြည်သူတွေဆက်သွယ်လာထားလို့ရတယ်တစုံဆိုရင်1500ပါအပြင်မှာဆိုရင်ဆွေအစ်နဲ့လောက်ထားတယ်နော်ပြီးတော့စိန်တွေပါတယ်ပြီးတော့အတွင်းထဲမှာဆိုရင်ပစ္စည်းအကောင်းစားငွေသားတဲ့အကောင်းတာဘယ်လိုပြောမလဲဩစတြေးလျနိုင်ငံမှာထုတ်လုပ်တာပါနော်ရောင်းရတဲ့အရင်ရောအမြရောအကောင်လုံးကမ်ပိန်းတော်လန်ရေးအတွက်ပြန်တော့ထောက်ပံ့ပေးပါတယ်ရှင်နော်အစုံ100ထောက်ပေးတဲ့ပညာရှင်တွေပေါ့နော်ဒီဩစတြေးလျကတော်လိုင်းသမားတွေကသူတို့အရင်တပြားမှမယူပြီးတော့မမိုးရောင်းလို့ကောင်းလို့စင်မမိုးတော်လန်ရဲ့အတွက်ကမ်ပိန်းအတွက်ပြန်တော့ထောက်ပံ့တဲ့နော်အစုံ100မိုးရောင်းလို့ကောင်းလို့စင်မမိုးအဘငွေနဲ့5000ပါရမယ်နော်တစုံဆိုရင်1500ပါနော်နကတရံပဲဝယ်မယ်ဆိုရင်1500ပါနော်လော့ကက်တစ်ခုပဲဝယ်မယ်ဆိုရင်1000နော်ရင်တိုးတစ်ခုဝယ်မယ်ဆိုရင်900ပါโอเคရင်တိုးတစ်ခုဆိုရင်900ပါနကတရံဆိုရင်1500ပါနော်လော့ကက်တစ်ခုဆိုရင်1000ပါနော်3ခုစလုံးယူမယ်ဆိုရင်ပေါ့နော်သစင်စာယူမယ်ဆိုရင်2500ပါထားပေးပါတယ်โอเคရောက်လာတော့မယ်အဲကြောင့်လက်တောင်ချောင်းနကလိုချင်တဲ့အလူရှင်တွေဟိုတခါတော့ရောက်လာတာနဲ့ကုန်သွားတာလေကုန်တာအရမ်းမြတ်တယ်နှစ်ခါရောက်လာလဲကုန်တယ်3ခါရောက်လာတာလဲကုန်တယ်နောက်ဆုံးတော့တချို့လူစင်တွေလည်းအများပြားလိုချင်နေတယ်အဲကြောင့်ဒီလိုက်ဆိုတွေးလို့ရှိရင်ပြန်လာပြီးတော့ဆက်သွယ်လို့ရပြီကိုရဲ့နေရာလိုက်စာပတ်စံနေလာပြီးပို့တာပစ္စည်းကMonday တနေ့လာအင်္ဂါရောက်လာမယ်နော်ဟိုဘက်မှာတော့သူများလှုပ်ပြီးပြီတနေ့လာနဲ့အင်္ဂါတော့ရောက်လာတော့မယ်အဲကြောင့်ကိုက locket လိုချင်တာလားနော်ခါလေးမမွား locket လိုချင်တာလားနကလိုချင်တာလားရင်တိုးလိုချင်တာလားဆက်တလာထားပါပြီးတော့မမွေရကမ်ပိန်းလဲပြီးတော့ရေငုတ်တရလုံး1000ပြဖို့လဲညတော့ကအလုံးဘယ်လောက်လဲပါညတော့ကအလုံး200ကျော်ပဲရတယ်အိုးတော်ဆိုးတယ်နော်အလုံး1000ပြဖို့ကမနေ့လဲလိုက်လွင့်တယ်ညပိုင်းလဲမပြည့်200ကျော်ပဲရတယ်ပြီးတော့ရေ4နာရီခွဲထွက်သွားတယ်လော့ကက်ရောက်လာတော့မယ်နော်အဲကြောင့်ယူမယ်ဆိုရင်မာထားလို့ရတယ်နော်ပြီးတော့သူတို့ကကုံမြန်တယ်ပြီးတော့ရေပစ္စည်းအကောင်းစားမမိုးဆွဲတာနေ့တိုင်းညတိုင်းမမိုးရေချိုးခေါင်းစော်နော်အမြဲတမ်းပဲလင်းပြီးတော့အမြဲတမ်းပဲလှပနေတယ်နော်တခါမှမဟောင်းဘူးဒီဆွေကဩစတြေးလျနိုင်ငံကဆွေဩစတြေးလျနိုင်ငံမှာထွက်တဲ့ဆွေတွေကအရန်ကိုကောင်းတာပေါ့နော်အရန်ကောင်းတယ်မြန်မာဆွေတွေကောင်းတယ်နော်ဒါအရန်လှတယ်ပြီးတော့ရေအပြင်မှာဆိုရင်ဒီထက်လှတယ်နော်ပြီးတော့နကဆိုရင်လည်းမိန်းကလေးယောက်ျားလေးနော်ပို့လို့ရတယ်ပြီးတော့ရင်တိုးဆိုရင်လည်းမိန်းကလေးယောက်ျားလေးအကောင်လုံးလုပ်လို့ရတယ်နော်ကိုရဲ့ကျဲဒီနားမှာလားကိုရဲ့ရင်ဘနည်းနည်းလေးမှာလားပို့လို့ရတယ်နော်အဲကြောင့်လက်3ချောင်းယူမဲ့အလူစင်တွေစီလို့စင်ရင်မမို့ပြောထားပြီးနော်အစုံ100ပဲသူများလုပ်ပေးတဲ့ဒီတခါနော်ဟိုတခါတော့အရင်တော့ဆိုရင်200ကျော်300ကျော်ခဏလေးပဲကုန်တယ်ဒီတခါတော့အစုံ100ပဲအဲကြောင့်တစင်စာယူမယ်ဆိုရင်ဘတ်ငွေ2500ပါဝယ်တဲ့အဲ့ဒီတစင်စာအတွက်2500ပါကအရင်သူတို့ပြန်တော့မယူဘူးအများလည်းမယူဘူးမမိုးလိုအပ်တဲ့ကမ်ပိန်းအတွက်မမိုးလိုအပ်တဲ့တော်လိုင်းရေးအတွက်မမိုးထောက်ပံ့ပေးရမယ့် PDF တွေအတွက်အကောင်လုံးသူတို့ပေးတယ်နော်ဒီအစုံ100ကရောင်းရတဲ့ငွေ
စုစုပေါင်းဆိုရင်ပေါ့နော်2,500,000ဘကတော်လန်ရဲ့အတွက်သက်ပဲပြန်ပြီးထောက်ပံ့ပေးပါတယ်ရှင်နော်စီလောက်ပြီးတော့စီပွားရေးလောက်တာမဟုတ်ဘူးအခုထောက်လောက်ပေးတဲ့ပညာအကိုတို့ဆိုရင်လည်းသူတို့အချိန်ခါတွေပေးစားတာပေါ့နော်ပြီးတော့လည်းဒီဆွေတွေဒီပစ္စည်းတွေလောက်ဖို့လည်းသူတို့ပဲဝယ်ပြီးတော့ဒီတော်လိုင်းရဲ့အတွက်စင်ထောက်ပံ့ပေးတာပေါ့သူတို့လုံးဝလက်မလဲလက်ရအတွက်လောက်ထောက်လောက်တဲ့အတွက်ပစ္စည်းဆွေစေးအတွက်လုံးဝသူတို့မပြန်မယူဘူးနော်သူပြောတယ်မမိုးရောင်းလို့ကောင်းလို့ရှိရင်မမိုးထောက်ပံ့ပေးရမယ့်နေရာမှာမပို့လိုအပ်တဲ့နေရာမှာမပို့အဲကြောင့်ဘယ်သူပဲမဆိုနော်ဝယ်ထားလို့ရတယ်နော်တချို့လူစင်တွေကတယောက်ဆိုရင်3ဆောင်4ဆောင်ဝယ်ထားတယ်တချို့မှာကျတော့သူတို့အဖွဲတစ်ဖွဲစီးလို့ရှိရင်10ယောက်ဆိုရင်10ယောက်စာဝယ်ထားတယ်နော်တချို့မှာကျတော့ရင်တိုးပဲလိုချင်တယ်တချို့မှာကျတော့လော့ကက်ပဲလိုချင်တယ်တချို့မှာကျတော့နကပဲလိုချင်တယ်ဒါလေးရတယ်ပြဿနာမရှိဘူးတစင်စာဝယ်လို့ရှိရင်ကောင်းတာပေါ့နော်အစုံရတာပေါ့နော်ဟာလေစင်လိုက်ညစင်လိုက်တိုးတော့မယ်ပြီးတော့မမိုးကြာကြာကြီးလိုက်လို့မရဘူးညကျရင်စိတ်ပြီးတော့လိုက်လို့ရမယ်ဒီနေ့လည်းတနေ့ကမမိုးခုမှပဲထိုင်ရတာပေါ့နော်ဟိုအလုံးနည်းနည်းများတယ်အလုံးနည်းစောက်တယ်ဒီနေ့နားရနာစီကဲတကူကတော့ကိုကလက်တောင်းချောင်းမကြိုက်ဘူးဆိုရင်ပေါ့နော်တော်လိုင်းရေးအင်ကြီးတွေတော်လိုင်းရေးဗအဲ့တွေလက်တောင်းချောင်းတွေမကြိုက်ဘူးဆိုရင်ဝယ်စရာမလိုဘူးဒါပေမဲ့မဖြစ်မနေမမိုးလောက်တဲ့ဒီ campaign ကြီး3,000ကြတော့ကြည့်ဖို့ပေါ့နော်အရောက်တိုင်းတော့ပါဝင်ပေးကြပါတချို့မှာကြတော့အိုးလက်တောင်းချောင်းလဲလိုချင်တယ် campaign အတွက်လည်းကူညီပေးချင်တယ်ဆိုရင်လက်တောင်းချောင်းဝယ်လိုက်လက်တောင်းချောင်းဝယ်လို့ရှိရင်လက်တောင်းချောင်းထဲမှာရတဲ့ငွေကို campaign အတွက်ပဲဒီငရုတ်တီအတွက်ပဲပြန်တော့ထည့်ပေးတယ်နော်ဥမာလူစင်ကတစင်စာဝယ်လိုက်လို့ရှိရင်မမိုးကငရုတ်တီကိုအလုံး40ကျော်ရပြီနော်ဒီလက်တောင်းချောင်းတစင်စာဝယ်လို့ရှိရင်မမိုးငရုတ်တီကိုအလုံး40ကျော်ရပြီလက်တောင်းချောင်းနှစ်စင်စာဝယ်လို့ရှိရင်အလုံး100နီးပါးမို့ရတယ်နော်ဘာကြောင့်ဆိုတော့ဒီဟာတွေထုတ်လုပ်တာ campaign အတွက်ပါနော်ဒီပစ္စည်းတွေထုတ်လုပ်တာ campaign အတွက်ပါနော်မမိုးဝလိုက်လို့ရှိရင်ရမလားတခုခုဖြစ်မလားအယောင်တွေကြောက်သွားမလားဘယ်လိုမျိုးရမလဲဆွေစစ်အပြင်မှာဆွေစစ်နဲ့အကောင်လုံးကုတ်ထားတယ်ဆွေအကောင်စားနဲ့ကုတ်ထားတယ်ပြောမှဆိုရင်ကုံတိုက်မှာရောင်းမယ်ဆိုရင်တထေးပစ္စည်းတွေဒီလိုမျိုးပေါ့နော် brand စီတာပေါ့သူတို့လက်ရအရန်လိုက်ပြီလိုက်တဲ့မှာဆိုရင်တိတ်ပြီးတော့ကြည့်လို့မလားအပြင်မှာဆိုရင်ဟိုဝယ်ပြီးတဲ့သူကနောက်တစ်ချက်သူတို့ပြန်တော့ဝယ်တယ်နောက်ပြီးတော့သူပြန်ပြင်ထားတယ်မလောက်ဘူးဒီတို့အခုလာမှာထားတဲ့အလူစင်တချို့မှာပေါ့နော်လက်တောင်ချောင်းကုန်သွားတဲ့အချိန်မှာလေသူတို့လာမှာထားတယ်လေအဲ့ဒီအကိုရီအမတွေညီမလေးတွေပြန်လာပေးပါနော်ပြန်လာဆက်သက်ပေးပါနော်ပြန်လာပြီနော်ပစ္စည်းရောက်လာပါပြီရှင်ပစ္စည်းရောက်လာဖို့Monday နဲ့ Tuesday ပေါ့နော်ရောက်လာမယ်နော်အခုမှမိုးကြောင်ညာထားပြီယူမယ်ဆိုရင်ကြိုတင်လာပြီးတော့ပြောထားပါကြိုတင်လာပြီးတော့မှာထားပါနော်နကတရံဆိုရင်နကတရံယူမယ်ဆိုရင်1,500လောက်ကက်တစ်ခုပဲဝယ်မယ်ဆိုရင်1,000ရင်တိုးတစ်ခုပဲဝယ်မယ်ဆိုရင်900 3ခုစလုံးဝယ်မယ်ဆိုရင်3မျိုးစလုံးဝယ်မယ်ဆိုရင်2,500ပါတစင်စာဒီလိုမျိုးပါဒီမှာထည့်ပေးတယ်နော်လာမှာထားလို့ရပါတယ်ရှင်ပြောထားတဲ့အတိုင်းပဲเนาะတချို့မှာပစ္စည်းလက်ဆောင်လက်လို့ရှင်တယ်ကမ်ပိန်းအတွက်လည်းကူညီနေတယ်ဆိုရင်ဒီလော့ကက်တွေဝယ်လိုက်လော့ကက်တီတွေဝယ်လိုက်ကတ်တွေဝယ်လိုက်ပစ္စည်းလက်ဆောင်လည်းရတယ်တော်လန်ရေးအတွက်လည်းမြုပ်တီပို့ရတယ်เนาะအခုမှမိုးတို့ရောင်းတဲ့ငွေအားလုံးကတဝက်ပဲ PS မှာကြတော့မှမဟုတ်เนาะတစင်စာရောင်းလို့ရှိရင်တစင်စာ PDF ရတယ်โอเคเนาะလက်3ချောင်းတစင်စာရောင်းလို့ရှိရင်တစင်စာ PDF တွေရတယ်တစင်စာအတွက်ဆိုရင်1,500ပါပေါ့เนาะအခုလေမမိုးမြုပ်ဒီအလုံးနဲ့တောင်းပြဖို့900နဲ့စစ်လုံးလို့သေးတယ်စင်ပြီတို့အလုံး900နဲ့စစ်လုံးလို့သေးတယ်ညတော့လည်းတညလုံးမိုးလင်းတဲ့အတိ4နိုင်ခွဲတဲ့အတိစောက်ကြည့်တယ်ညင်တယ်ဆိုတော့ထွက်သွားတယ်နော်ဒီမနေ့လည်းမအားဘူးဒီနေ့လည်းပဲလည်းမအားဘူးဒီညနေပိုင်းခုဟင်းချက်ထမင်းစားပြီးမှပြန်တော့လိုက်လွင်တာပါနော်အလုံး900နဲ့စစ်လုံးလို့ပါတယ်မမွေးရကမ်ပိန်း3လပိုင်းကမ်ပိန်းနော်ကြည်3,000နဲ့3,000မြေဆန်ခရံကမ်ပိန်းကြည်1,000နဲ့နယ်ဆုံ17နေရကြည်1,000နဲ့3,000ပြီးတော့ကရင်နေယူဟာ17စနစ်ကြည်1,000စုပေါင်းကြည်3,000ပါပြူဟာဆက်ကရင်နေပြူဟာ17စနစ်တော့ကြည်1,000မြေဆန်ခရံအမ4နဲ့အမ10တော့ကြည်1,000နယ်ဆုံ17နေရကြတော့တဆုံဆိုရင်လေးဝယ်တဆုံဆိုရင်2,500ပါပဲမခိုင်ဝေးရေတဆုံဆိုရင်2,500ပါပဲ
ဆွေအစ်စ်နဲ့ကိုထားတဲ့အပြင်မှာနော်အတွင်းကပစ္စည်းကတော့ငွေသားနဲ့လောက်ထားတယ်တန်ဖိုးရှိတဲ့ပစ္စည်းနော်လက်သုံးချောင်းနေရာမှာစိန်ရှိတယ်နော်နကဆိုရင်နကတရံဆိုရင်1500ပါပေါ့နော်တကွာတစ်ခုချင်းစီဝယ်မယ်ဆိုပေါ့နော်ဒါပေမဲ့တစင်စာဝယ်မယ်ဆိုရင်2500ပါပဲရင်တိုးကြိုက်လို့စရင်ရင်တိုးဝယ်လော့ကက်ကြိုက်လို့စရင်လော့ကက်ဝယ်နကကြိုက်လို့စရင်နကဝယ်အမှန်တကယ်စင်မလို့တစင်စာရောင်းတာပါဒီတခါတော့သူတို့ပြောတဲ့အစုံတရားတော့တစင်စာတဲ့ပဲအပိုနကအပိုလော့ကက်အပိုမရှိဘူးတစင်စာတဲ့ပဲဒါမဲ့ကိုကအော်ဒီဟာပဲယူချင်တယ်ပတ်စံရလောက်ပဲချင်တယ်ရတယ်မမတို့ခွဲပေးလို့ရတယ်ခွဲပေးလို့ရတယ်ပြီးတော့မွေးညီမလေးတရားဟိုတခါတော့သူ2500ပါပို့လာပေးတယ်ဒါပေမဲ့မတို့လက်တောင်ချောင်းခေါ်ပါပြီးတော့မိုးပတ်စံပြန်သူ့ကိုပတ်စံပြန်တော့ပို့မှာပေါ့နော်မယူသူပြောတယ်အိုးဒီမျိုးပဲလူလိုက်တဲ့အဲ့ဒီညီမလေးလည်းပြန်လာပါမမိုးပြန်ပေးမယ်အလကားပဲပြန်ပေးမယ်ပြန်ဝယ်စရာမလိုတော့ဘူးနော်ဟိုတခါတော့သူဝယ်မလို့ကသူပတ်စံပို့လာပြီးပစ္စည်းရမရှိတော့ဘူးမမိုးသူ့ကိုပတ်စံပြန်ပေးဖို့လဲသူမယူတော့ပြောတယ်တော်လိုင်းတဲ့မှာပဲထဲလိုက်တယ်2500ပါအဲကြောင့်အခုပစ္စည်းရောက်လာပြီဆိုတော့မမိုးပြန်လာပြီးတော့ဆက်သွယ်ပါခဏဆဲလိုက်မယ်နော်တော်လန်ရေးနိုင်ဖို့အတွက်ပြီးတော့ရေးတစ်ဖက်တစ်လမ်းနဲ့မမိုးတို့ကလေလောက်ပေးတဲ့ပြည်သူလူအခုဩစတြေးလျနိုင်ငံကပညာရှင်တွေပေါ့နော်ဒီပတိန်ဆရာတွေကသူတို့ထောက်လောက်ပေးတယ်တစင်စာဆိုရင်2500ပါပဲမဆန်နိုင်ရေး2500ပါပဲမနော်ဆွေစစ်နဲ့အပြင်မှာလှုပ်ထားတယ်ဆိုတော့ရေချိုးမလားအပြင်ထွက်ပြီးတော့ချွေးထွက်မလားမမိုးဘလောက်ပဲကချွေးဘလောက်ပဲထွက်အယောင်လုံးဝမကြဘူးမရေလုံးဝလည်းမရဘူးနော်လုံးဝလည်းမရဘူးအယောင်လည်းလုံးဝမကြဘူးမမိုးကတာပက်စုပစက်ရေချိုးတခါတလေရေချိုးကမိုးဖြုတ်ဖို့ဒီဆွဲချိုးကမိုးအမြဲတမ်းပဲလုံးနေတာနော်မမိုးမေ့နေတယ်လေဖြုတ်ကြဖို့အယောင်လုံးဝမပြောင်းဘူးစင်ပုံမှန်အတိုင်းပဲဒီမှာပုံမှန်အတိုင်းပဲအရန်လဲလာတယ်အရန်လဲတန်ဖိုးရှိတယ်အပြင်မှာဆိုရင်အရန်လာတယ်ဝယ်ယူရတဲ့သူတွေကတချို့မှ2စုံ3စုံသူတို့ဝယ်ထားတယ်ပြီးတော့သူတို့မဲတွေဖွင့်တယ်မမိုးစီမှာကျတော့ရောက်လာတာများတော့မိုးတွေရောက်လာတယ်တချို့မှကျတော့သူတို့ဝယ်ထားတာ3စုံ4စုံပြီးတော့သူတို့မဲတွေတစင်းသူတို့ပြန်တော့ဖွင့်ပေးတယ်အဲ့လိုမျိုးအကြောင်းမမိုးစီမှာဝယ်လို့စီတော့ပြောမယ်ဆိုရင်မမိုးတို့အများကြီးမတောင်းဘူးပြီးတော့အရင်ရောအများရောဝယ်တဲ့ဒီလက်3ချောင်းလောက်ကဲလားနကလားတော်လန်ရေးအတွက်တဲ့ပဲနော်အော်စီကအကိုပို့လာပြတဲ့အစုံ100ကသူတို့အရင်တပြားမှမတောင်းဘူးသူတို့ပြောတယ်ညီမလေးမို့ရောင်းလို့ကောင်းလို့စီရင်လိုအပ်တဲ့နေရာမှာပို့လိုက်နော်မမို့လိုအပ်တဲ့ဒီကမ်ပိန်းအတွက်လားတော်လန်ရေးအတွက်လားအကောင်လုံးသူတို့ပြန်တော့ထောက်ပံ့ခိုင်းတယ်အရေးကြီးတဲ့နေရာပေါ့နော်တကယ်အလုပ်လိုက်တဲ့နေရာကိုသူတို့ပို့ခိုင်းတယ်အဆောလာဆိုင်တော့ရေးမင်္ဂလာပါအဲကြောင့်ကိုယ့်ရဲ့မယားအတွက်ကိုယ့်ရဲ့ဇနီးအတွက်ကိုယ့်ရဲ့သမီးအတွက်ကိုယ့်ရဲ့နှမတွေအတွက်ဝယ်ခြင်းနဲ့ယောက်ျားလေးလည်းတုံးနေတော့ပြီးတော့ယောက်ျားလေးအကုန်လုံးတုံးယောက်ျားလေးလည်းဆွဲလို့ရတယ်နကလည်းယောက်ျားလေးတုံးလို့ရတယ်လက်သုံးချောင်းရင်တိုးလည်းရတယ်လိုချင်တဲ့တဆုံယူမဲ့လူတွေနောက်တဆုံယူမယ်နောက်ချော်လေးတို့မဆန်တာအေတို့ messenger မှာကြွားပါနော် messenger မှာကြွားပါပြီးတော့ကိုယ့်ရဲ့နေရာလိပ်စာနဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်နဲ့နေရာလိပ်စာကိုတတိစာနဲ့တတိကျတပ်ပုံရိုက်ပြီးတော့မိုးစီမှာပို့လာပေးပါမိုးဘက်ကလည်းဘယ်နှပါပို့ပေးမယ်နော်မိုးဘက်ကလည်းဘယ်နှပါပြန်တော့ပို့ပေးမယ်နော်ယူမဲ့အလူစင်တွေမှာမိုးကို messenger မှာဆက်သွယ်လာပါပြီးလို့ရှိရင်ကိုရဲ့နေရာလိပ်စာဖုန်းနံပါတ်တေချာပို့လာပေးပါဘယ်လိုဟုတ်ကဲ့ပါမဆန္ဒအေးရေ messenger မှာဆက်သွယ်လာပါမရေ messenger မှာဆက်သွယ်လာပါနော်ဒီမှာပြမယ်အခုလိုက်လို့နဲ့ messenger ခဏလေးမခဏလေးတချို့မှလေသူတို့4စုံ5စုံဝယ်ထားတယ်ပြီးတော့ပထမအချိန်ကတော့သူတို့ဝယ်တာတစ်စုံပဲပြီးတော့သူတို့သုံးတာကောင်းလို့သူတို့ငွေချင်းတွေကျွန်တော်တွေ့တဲ့ချိန်မှာအိုးအရန်လာတယ်ဟိုလက်ရလည်းအရန်ကောင်းတယ်လေ quality လည်းအရန်ကောင်းတယ်ဆိုတော့သူတို့ထားပြီးတော့မာတယ်တချို့မှလေဝယ်တာအများကြီးပဲအဲကြောင့်3ခါရောက်လာ4ခါရောက်လာတာအများတန်းပဲကုန်တယ်တစ်ခါမှမလောက်ဘူးဒီမှာမရေဒီမှာဘယ်လိုမျိုးဆက်သွယ်ရမလဲဒါမိုးလိုက်လွန်းနေဟုတ်လားဒါမိုးရနာမယ်နော်မိုးကွာနေလိုက်နောက်ပြီးတော့ messenger မှာအမဆက်တက်လာခဲ့လက်မလာထောင်ပြီးတော့အမအတန်ပဲပြစ်စာပဲပြစ်ရေးလာခဲ့ပါမိုးရေအမလက်3ချောင်းတစင်စာယူမယ်လက်3ချောင်းတစုံယူမယ်အမရေးလာပေးပါနော်ပြီးတော့အမဘက်ကဘယ်နိုင်ငံမှာပဲနေပါနော်မလေးရှားစင်မမိုးတို့တကဘာလုံးပို့တယ်ဒါမဲ့နိုင်ငံခြားမှာပို့လို့စင်မမိုးတို့ပို့ခတောင်းရတာပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်ပို့ခပြီးနိုင်ငံခြားမှာဆိုမိုးတို့ပို့ခပေးရတယ်ပို့ခပေးရတယ်ဆိုတော့ပို့ခတောင်းရတယ်ပေါ့နော်လက်3ချောင်းတစ်ခုဝယ်ထားပြီးပြီဟုတ်တယ်နော်မယ်လေးရေကြာအရန်လာတယ်နော်မွဲရန်လာတယ်မိုးတော်မှစဉ်းစားနေနောက်တစ်စုံသိမ်းထားရင်ကောင်းမလားပဲ
ဒါတော့ကိုမမိုးရဲ့အလူစင်ကလက်ဆောင်ဝယ်ပေးတာဦးထုံးကြီးကလက်ဆောင်ဝယ်ပေးတာဟုတ်ခုနကတော့မဆန္ဒရေးဆက်တက်လာလို့တက်လာမှရေးပြပြီးပြီနော်အမိုးရဲ့ဖိတ်ကိုဝင်လာလိုက်မှဒါ messenger နေရာမှာနှိပ်လိုက်โอเคလက်3ချောင်းယူဝယ်ယူမဲ့အလူစင်တွေတော်လန်ရဲ့အတွက်ထောက်ပတ်ပေးမဲ့အလူစင်တွေလူပေးမဲ့အလူစင်တွေဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုတာဒါမှမိုးလိုက်လွင့်တယ်နာဒါမိုးရအကောက်စေက follow 2သိန်းကျော်နော်ဒီတာပောင်ကဒါမဲ့အကောက်တူတယ်အများကြီးပဲသူတို့လောက်ထားတယ်နော်တတိတာဒါနာမည်နှိပ်လိုက်လို့စရင် messenger မှာဝင်လာခဲ့နာမမိုးတင်ပေးတာမှမဟုတ်တယ်တချို့မှသူတို့စားလို့မတွေ့ဘူးဘယ်လိုမျိုးလဲဆိုတာโอเคခုခဏတော့လက်3ချောင်းယူမဲ့အမနော်ဘယ်လိုမျိုးပတ်စံပို့ရမလဲမမိုးတော့ဆက်တက်လိုက်မယ်ခဏလေးလက်3ချောင်းကဆွေလာမိုးဟုတ်တယ်အပြင်မှာဆွေအစင်းနဲ့လှုပ်ထားတယ်အတွင်းမှာဆိုရင်ငွေသားနဲ့ဘာလို့ဆိုလေးတယ်နော်ဆွေအစင်းနဲ့အကလုံးထဲမယ်ဆိုရင်ဆေးရ2500မရဘူးတက်စင်စာဆိုရင်2500မရဘူးဒီတက်ဆေးကြီးတယ်အဲကြောင့်အတွင်းမှာငွေသားတန်ဖိုးစီးတဲ့ပစ္စည်းကောင်းနဲ့တို့ထည့်ထားတယ်အပြင်မှာဆိုတော့ဆွေစစ်ဩစတြေးလျနိုင်ငံကဆွေစီးနဲ့လှုပ်ထားတယ်ဩစတြေးလျနိုင်ငံကပညာရှင်တွေထုတ်လုပ်တယ်လက်ရအရန်လာတယ်နော်မမိုးဆွဲတာတစ်နေ့စီးပြီးစင်လုံးဝအယောင်မကျဘူးလုံးဝမရဘူးပစ္စည်းအကောင်းစားလေပြီတို့နော်ဆွေအပြင်မှာဆွေစီးနဲ့လှုပ်ထားတယ်ဆိုတော့ဒါမဲ့အကောင်လုံးဆွေစီးနဲ့လှုပ်မယ်ဆိုရင်2500ဘာမရဘူးဒီထက်စေးကြီးတယ်နော်အခုမမိုးရဲ့ဘယ်နှပါ165နှစ်ကို93134ထိုက်ပါနေပန်နော်ဒီထိုက်ပါနေပန်ကကမ်ပိန်းအတွက်ငရုတ်ဒီပိုလည်းထည့်လို့ရတယ်နကလော့ကက်အတွက်လည်းထည့်လို့ရတယ်နော်နကလော့ကက်အတွက်ဝယ်မဲ့လူတွေလည်းဒီဘန်နဲ့ထည့်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီလော့ကက်တွေရောင်းလို့ရလို့စရင်တော်လိုင်းရဲ့အတွက်ပဲကျွန်တော်ထောက်ပံ့ပေးတယ်နော်ကမ်ပိန်းအတွက်ပဲကျွန်တော်ထောက်ပံ့ပေးတယ်စင်မဆန္ဒအေးရေဆက်သွယ်မယ်နော်မရေမင်္ဂလာပါမိုးဘယ်နှပါပို့ထားပေးမယ်နော်မရေပို့ပေးလိုက်ပြီတိုင်ပါနေပါနဲ့ခင်မကြီးဗလက်တိုင်ပါနေပါနဲ့ကစီကောင်းမယ်နော်စိုက်တဲ့ပန်ရွေးပြီးတော့လွဲလာလို့ရတယ်မိုးစလီချီဟုတ်ကဲ့ပါနော်ရေခဏလေးကြည့်ပေးမယ်နော်မဆန္ဒအေးဒီမှာမိုးတငယ်ချင်းအားထားတယ်ဘနုထွေးနဲ့လည်းတငယ်ချင်းပြထားတယ်ဆိုတော့မိုးတငယ်ချင်းအားထားတယ်နော် follow 3သိန်းကျော်အကောက်မှကြည့်လိုက်ဘယ်နှပါပို့ထားတယ်နော်တငယ်ချင်းအားထားတယ်ဘယ်နှပါလည်းပို့ထားတယ်နော်အဲ့ဒါနကအတွက်ပို့ဒစင်စာယူမယ်ဆိုရင်1500ပါဟုတ်တယ်မနကတယံနကဥမာတယံတစ်ခုချင်းစီဝယ်မယ်ဆိုရင်ပို့ပြီးတော့စေးကြည့်တာပေါ့နော်နကတယံဆိုရင်1500လော့ကက်တစ်ခုဆိုရင်1000ရင်တိုးတစ်ခုဆိုရင်900 3000ကျော်ပြီနော်ဒါမဲ့တစင်စာတစ်ခါတည်းဝယ်မယ်ဆိုရင်ပေါ့နော်3ခုစလုံးတစ်ခါတည်းဝယ်မယ်ဆိုရင်မမို့လို့က2500ပဲထားပေးတယ်နော်ဒါတော့ရင်တိုးပါနော်ရင်တိုးကယောက်ျားလေးမိန်းကလေးအကောင်လုံးတောင်းလို့ရပါတယ်ဒါရင်တိုးနော်ကျဲဒီနားမှာလဲတိုးထားလို့ရတယ်ဒါတော့နကပေါ့လက်တောင်ချောင်းနကအရန်လာတယ်ပြုနော်ဒီမှာနော်ဒါတော့လော့ကက်ရောက်လာပြီဘုံနော်ရေလော့ကက်နကရင်တိုးအကောင်လုံးပဲဒါတစင်စာ3ခုစလုံးကတစင်စာ2500ပါပဲဒါမဲ့တစ်ခုချင်းစီဝယ်မယ်ဆိုရင်တော့3000ကျော်ရှိတာပေါ့နော်တွဲလိုက်လို့စင်မမို့တခြားမအဲ့ရသေးဘူးရေမျက်လုံးတွေရမ်းနေတာပဲနမနီလောဘုံနော်နမနီလောနမနော်တစင်စာရလက်ကျောင်းနေမရပောင်းဟောတိတ်ကောက်ပါလက်ကျောင်းရင်တိုးလခုတဲ့ဝါဖက်ပြလာပဲနော်နေမရပောင်းနော်နောက်ချော်လေးတစုံယူမယ်ဆိုရင်အနော်ရေ messenger မှာလေနောက်ချော်လေးရဲ့နေရာလိပ်စာဖုန်းနံပါတ်နော်တတိစာရိုက်ပေးနော်ပို့လာပေးနော်နကစီပီโอเคနကစီပီအဲ့ဆိုရင်လော့ကက်ယူဘူးနော်ရင်တိုးစီပီလားရင်တိုးမရှိသလိုစီရင်တိုးနဲ့လော့ကက်ဆိုရင်တော့1900ပါပေါ့နော်နကတရံပဲဝယ်မယ်ဆိုရင်တော့1500ပါ3စင်စာ3ခုစလုံးဝယ်မယ်ဆိုရင်2500ပါโอเค
ယူမဲ့လူတွေအားလုံးဆက်သက်လာပါနေရလိုက်စားဖုန်းနံပါတ်တေးတေးချာချာတာပုံတေးချာပို့လာပေးထားပါနော်အမိုးဘက်ကလည်းဘယ်နံပါတ်ပြန်တော့ပို့ပေးမယ်နော်လောက်ကက်ละไม่เนาะละมะเนาะလောက်ကက်ตะคุสวยตะถามบ้านเนาะလောက်ကက်ตะคุสวยตะถามบ้านပတ်စံထဲမလို့လားပတ်စံထဲမလို့လားမင်္ဂလာပါမိုးတစုံယူမယ်ခမညာတဲ့တစုံယူမယ်မလေးစားဟုတ်တယ်မလေးစားပို့တယ်မောင်လေးနော်မလေးစားနေရလိုက်စာဖုန်းနံပါတ်ကိုတတိချာပို့လာပေးပါမောင်လေးနော်မလေးစားမှာဆိုရင်တော့ပို့ခါစီးတယ်မောင်လေးနော်မလေးစားမှာဆိုရင်ပို့ခါစီးတယ်ပို့ခါနည်းနည်းပေးရတာပေါ့နော်ခဏလေးမမိုးကပို့ခါမလေးစားဘယ်လောက်လဲစင်ကာပူဘယ်လောက်လဲ USA ဘယ်လောက်လဲအဲ့ဒီပို့ခါဘိုက်ဆယ်ကိုခဏလေးမမိုးပြန်စားရမယ်ခဏလေးပြန်စားရမယ်ထိုင်းနိုင်ငံမှာဆိုရင်ပို့ခါပလီနော်USA စင်ကာပူမလေးရှားတခြားနိုင်ငံမှာဆိုရင်တော့ပို့ခါမပလီဘူးပို့ခါနဲ့ပေးရတယ်နည်းနည်းပါโอเคโอเคလောက်ကက်နဲ့ရင်တိုးယူမယ်โอเคနိုင်ကရဲ့ရင်နေရလိုက်စာနဲ့ဖုန်းနံပါတ်ပို့လာခဲ့ပြီးတော့လောက်ကက်နဲ့ရင်တိုးညီမလေးစာရေးပေးမှာနော်အမရေးလောက်ကက်တစ်ခုရင်တိုးတစ်ခုညီမလေးရေးပေးပါအမကစကလင်းစော်ရိုက်ပြီးတော့နုထွေးစီမှာအမပြန်တော့ပို့ပေးရမယ်နော်အမအခုကြောင်ညာပေးတယ်ရောင်းပေးတယ်ပို့ပေးမဲ့လူကတော့ညီမလေးနုထွေးပေါ့နော်ပစ္စည်းတွေပို့မှာတော့အဲကြောင့်ကိုကညီမလေးရေးတစင်စာဆိုရင်တစင်စာပေါ့နော်နကတရံဆိုရင်နကတရံလောက်ကက်တစ်ခုဆိုရင်တစ်ခုနှစ်ခုဆိုရင်တစ်ခုတေးစာရေးထားပါจ้าน้องจ้าน้อยเนาะบอลน่ะบ้านหนิงแล้วเนาะเล่นมาต้องนับแล้วเนาะนี่แล้วเนาะล็อกแกซี่เดအခုလေပြီးတော့အစုံ100ရောက်လာတာပေါ့နော်အစုံ100ရောက်လာတယ်အစုံ100Monday တနင်္လာအင်္ဂါတနင်္လာနေ့မှာရောက်လာမယ်အခုကတော့ပို့ပေးမဲ့အကိုအော်စီကပညာရှင်တွေကသူတို့ပြတဲ့စပြီးတော့ကြောင်ညာလို့ရပြီပေါ့နော်အလူစင်တွေလည်းလာပြီးတော့မှာထားလို့ရပြီပစ္စည်းရောက်လာပြီဆိုရင်အလူစင်စီမှာဒါလိုက်ပို့မယ်အဲ့လိုမျိုးဟုတ်ကဲ့မောင်လေးရေခဏလေးပို့ခါအမပြန်စားမယ်ခဏလေးဟိုးတခါတော့အမတို့ရောင်းလို့ကောင်းတာမိုက်စလေးကခဏလေးအမပြန်စားမယ်ခဏလေးမမနောက်ပဲတွေ့လော်ထားနေလောရဖို့လော်ထားနေလောတစင်စာမွေးဟာတစင်စာနော်လက်3ချောင်းတစင်စာနော်2500ပါနော်ခဏလေးမမိုးပြန်စာရမယ်ဒီဘိုက်စာရွက်จีနဲ့လောကက်ပဲဘယ်လောက်လဲจีကျိုးနဲ့ကျိုးမပါဘူးမနော်မိုးတို့ရောင်းတာလောကက်ရဲ့နကရဲ့လောကက်ရဲ့နကရဲ့ပြီးတော့ဗာလဲရင်တိုးရဲ့3ခုပဲဆွေကျိုးကကိုယ့်ဘာသာနဲ့ကိုယ်ဝယ်ရမယ်โอเคဆွေကျိုးကမမိုးရဲ့တဆွေကျိုးကမိုးတောင်းတာပါနော်မမိုးရဲ့တဆွေကျိုးကမိုးတောင်းတယ်တေးလေးပဲလေဘာလို့လောကက်သေးတယ်ဆိုတော့လေဆွေကျိုးကဘာဆွေကျိုးနဲ့မဆိုဆွေအဖြူလားဆွေလားဟိုသွားပြီးတော့ဝယ်လိုက်ကုံတိုက်မှာပဲဖြစ်ပေါ့နော်မဟုတ်လို့စနေအတုလိုမျိုးလဲဝယ်လို့ရတယ်ပြီးတော့ဒီဟာကိုဆွဲထားလောကက်ကိုဆွဲထားတချို့ကလေးတွေကဘာဆွေကျိုးမှမရှိဘူးသူတို့ကဘာလဲပိတ်အဝါရောင်နဲ့ဒီဟာကိုသူတို့ဆွဲထားတာအဲ့ဒါလည်းချစ်စရာကောင်းပါတယ်နော်ခဏလေးမမိုးကပြန်စားရမယ်ခဏလေး2024ကမမိုးတို့ရောင်းတယ်ရောင်းတော့ခဏလေးတော့အဲ့ဒီဗိုက်ရွက်စာရွက်ပို့ခတနေရဆိုရင်တနိုင်ငံပို့ခမတူဘူး
ယူမဲ့အလူစင်တို့ရေလူတစင်စာယူမယ်ဆိုရင်တစင်စာတေချာရေးပေးပါနော်2500အဖနော်တစင်စာဆိုရင်ငကရဲ့လော့ကက်ရဲ့ရင်တိုးရဲ့အဲ့ဒါတစင်စာလို့ခေါ်တယ်နော်အဲ့ဒါတော့2500ပါနော်ဥမာကွာလော့ကက်တစ်ခုပဲယူမယ်ဆိုရင်လော့ကက်တစ်ခုတေချာရေးနှစ်ခုဆိုရင်နှစ်ခုပေါ့နော်တေချာရေးပေးပြီးတော့ကိုယ့်ရဲ့နေရာလိပ်စာဖုန်းနံပါတ်ကိုတပ်ပုံရိုက်တဲ့အချိန်မှာပို့လာတဲ့အချိန်မှာတေချာတပ်ပုံရိုက်ပေးပါမဟုတ်လို့တေချာရေးပေးပါပေါ့နော်ခဏလေးမမိုးလေးပို့ခါစာရွက်တစ်ခုကပြန်စားတယ်အေးမလေးဘာလဲအောင်ကဲလူဟောလောကနမတေဟောခဏလေးလောကဲတစ်ခုဆိုရင်1000ပါဟုတ်တယ်နကတရံဆိုရင်1500ပါရင်တိုးတစ်ခုဆိုရင်900ပါနော်ကစင်စာဆိုရင်2500ပါဟုတ်တယ်ဦးလေးဟုတ်တယ်ကနော်လမလဖောင်းတော့နော်စကောလကနော်စကောအလုံး20ပို့နော်ဒေါ်ဝေက1100ငါပြောထည့်ပေးတယ်ဒါတော့ကမ်ပိန်းအတွက်ခဏလေးစောင့်ပေးပါနော်လောကက်ယူမဲ့လူတွေမစင်ရခဏသွင်းမယ်အလုံး20ပို့ဒီနေ့ငုတ်တီပို့ကမလိုက်မလို့ရလို့ငုတ်တီပို့လည်းမဝင်ဘူးနေတာပဲโอเคမဆန်နိုင်ရေမပို့ထားတယ်နော်ကြည့်ပေးပါအောင်မရေသွားပြီးတော့သူငယ်ချင်းအားထားတယ်အမလည်းမခံသေးဘူးခဏလေးအော်ဒီမှာမကြေးကိုသွားပြီးတော့ပြောရမယ်နောက်ကြေးရေနာခေါ်တော့ရနော်ပစ္စည်းပို့ခနိုင်ငံကြားတိုင်းစာရွက်လည်းလူရနော်စင်ကာပူကအဲ့လောက်မလေးရှားအဲ့လောက်အဲ့ဒီစရင်အဲ့ဒီစာရွက်လေးတော့ပို့လာပေးပါနော်ဒီဘက်မှာပြန်စားလို့မရတော့ဘူးကြာသွားပြီလေငါလည်းပဲခုနေ့ပြန်တော့စားရမယ်လေလက်သုံးချောင်းပုံအဲ့ဒီစာရွက်ငါပြန်စားလို့မရတော့ဘူးမမီတော့ကြာပြီလေမလေးစားပို့ခါတွေပါပို့ခါတယ်ဒီစာရွက်ပြန်ပြန်มาเลยကွယ်ဟိုနောက်ဆက်တော့မှာပြပါမင်္ဂလာပါပြည်တို့ရေမင်္ဂလာပါငုတ်တီပိုးလာပါထည့်ပေးကြပါနော်ငုတ်တီပိုးမထည့်ချင်ဘူးဆိုရင်လက်တောင်းချောင်းလာတော့အားပေးလို့ရတယ်လက်တောင်းချောင်းအားပေးလို့ရှိရင်လက်တောင်းချောင်းထဲမှာရတဲ့ငွေအားလုံးကတော်လာရေးအတွက်ကံပေးအတွက်ကျွန်တော်ထည့်ပါတယ်လက်တောင်းချောင်းနော်လက်တောင်းချောင်းဆွေနဲ့လောက်ထားပါတယ်အပြင်မှာဆွေစင်းနဲ့လောက်ထားတယ်ပြီးတော့အတွင်းမှာဆွေငွေသားနဲ့လောက်ထားတယ်နော်အဆွေအကောင်လုံးထည့်မယ်ဆိုရင်တော့2500ပါရောင်းလို့မရဘူးဒီလိုရန်စေးကြီးမှာပဲလက်သုံးချောင်းမမိုးရောင်းတော့ဆိုတယ်ဘယ်လာလဲမမိုးလက်သုံးချောင်းရောင်းတော့ဘယ်လာလဲပြောပြပါအောင်နောက်ဆုံးလာမှလေမမီတဲ့လူပြောပြပါအောင်နော်ဒီမှာပုံပြန်စားလို့မရလို့အဲ့ဒီစာရွက်ရ
ချက်ပိုင်းသက်သက်ချက်ပိုင်းသက်ပဲအလူစင်ရဲ့ချက်ပိုင်းကိုတခါမှမဖြစ်တာဘူးစားတော့ခဲတယ်မမိုးရောင်တဲ့လက်တောင်ချောင်းနောက်ဆုံးလာမှလေ2024ပဲလာလေတယောက်ပြောပြပေးပါအော်ဒီမှာတွေ့ပြီဒါโอเคမလေးစားကအလူစင်ကိုပြောပြလိုက်မယ်ပိုခါနော်မလေးစားပိုခါကလေကိုမလေးစားပိုခါစားတာဘယ်လောက်လဲပါNew Zealand, Russia, America, England, Singapore, Macau, Malaysia. Okay. Malaysia ကစတာ900ကနေ1000ပေါ့နော်။ဟုတ်တယ်။900ကနေ1000ပိုခါ900ကနေ1000ဖြစ်တယ်စင်ကာပူလည်းတူတူပဲစင်ကာပူမှာကောင်းဟောင်းကောမလေးစီယာโอเคစေးတူတူပဲနော်ရေရောက်ဟုတ်တာနော်ကဲပြီးတော့ရေမမိုးကလေအခုလေအလောတော့နှစ်ခုများလာတာပေါ့နော်နှစ်ခုများလာတာလဲတော်လိုင်းရအတွက်တက်ပဲနော်အခုရောင်းရတဲ့ locket လက်3ချောင်းလားနကလက်3ချောင်းလားရင်တိုးလက်3ချောင်းလားအားလုံးကမ်ပိန်းအတွက်ပါနော်အားလုံးကမ်ပိန်းအတွက်ပါအရင်သူတို့မယူဘူးပြောအရင်ရောအများရောကမ်ပိန်းအတွက်ကလုံးပြန်တော့ထောက်ပံ့ပေးတယ်တော်လိုင်းရအတွက်ကလုံးပြန်တော့ထပ်ပေးပါတယ်ဆင်ဟုတ်ကဲ့မင်္ဂလာပါဆင်အကိုရေးဗာလဲ locket ယူမလို့လားမင်္ဂလာပါဆင်ခိုင်နိုင်ရမည်ဟုတ်ကဲ့ပါမင်္ဂလာပါအကိုရေအမလားအကိုလားမသိဘူးလက်တောင်းချောင်းယူမလို့လားလက်တောင်းချောင်းယူမယ်ဆိုရင်နေရလိုက်စာနဲ့ပုံနံပါတ်တိတိကျပို့ပို့လာထားပါနော်နားတိုင်လာเจ้าလာလောက်มาไปช่องโอเปนนอนนอนเจ๊เนาะลีออนลงจุ้ยตีตัวนี้อ่ะเอามาเล่าด้านนี้แล้วเนาะเอามาเล่าด้านนี้แล้วมากี่เพศได้ยังบุญเนาะน่ะมาเล่าไปเด้เอาด้านนี้ไล่ซาเดี๋ยวพงแน่มาเดี๋ยวยังบุญเนาะอ๋อเขาแกบ่ามาเย่อาม่าบาแล้วและตรงช่องยุ่มรู้ละมาเย่จ้าน้อยโอ้ตาน้อกินดีเดียวต้มยำเนี่ยเปล่มาเนาะนะเจ้ด่าล็อกเก็ตกูยังรู้ยาบีเนาะแต่ทำมาปูลาบีสกอลน้อยสกอลเอานั่นบาแต่ป้าละเนาะโอเคไม่ซอยยาอะไรบีน้ำมาแต่สินสายปืนน้ำมาแต่สินสายเขาเต้าดานนี่ยันไอซาพงหน้าบ้านนั่นหรอกนี่ยันไอซาพงหน้าบ้านแต่ว่าตอนนั้นมาเต้าพงหน้าบ้านเนาะเราหลีแล้วยังปุ่นเนาะกินไม่จีแล้วต้องนี่แล้วอ๋อเงี้ยดีอันลงเท่ากันเต็มรูปแบบย่าเดมาเย่อาม่าเป็นในรถเท่ากันจีเลยย่าเดเนาะอาม่าเป็นในงานมานี่แหละไทยมานี่รู้สิไทยเป็นในบ้านปุ๊บไปแม่สิน
မရေထိုင်းမှနေလို့စရင်ဒီထိုင်းပန်နဲ့ဒီနှစ်ခုစလုံးပါနော်ဟုတ်ကဲ့ပါမရေထောက်ပံ့လို့ရပါတယ်မရေမိုးထိုင်းပန်ပို့ပေးလိုက်ပြီနော်အမထိုင်းနိုင်ငံမှာပဲလားမလွယ်ပြီးပြီးဆိုရင်ဘိုက်စလီပို့လာပေးပါမနော်ပို့ထားတာတော့ထိုက်ပါနေပန်နဲ့ကက်စီကောင်းမှန်ပါမရေမောင်လေးရေအမပို့ပေးလိုက်ပြီနော်အမတွေ့လားအဝါရောင်လိုင်းတွေ့လားစင်ကာပူမလေးရှားမှာကောက်ကပို့ခါတော့900ကနေ1000ပါပေါ့နော်900ကနေ1000ပါ900ပို့ခါ900တစင်စာဆိုရင်2500ဆိုရင်3000နဲ့400ဖြစ်တယ်ခင်ဗျ3000နဲ့400ဝယ်အခုဝယ်ပို့လာပေးတဲ့ဖုန်းနံပါတ်ကဝယ်ရဖုန်းနံပါတ်ပဲနော်။ဘာကြောင့်လဲဆိုတော့သူများပစ္စည်းပို့တဲ့အချိန်မှာသူများဖုန်းခေါ်လို့စီပေါ့နော်။အဲပစ္စည်းကအခုဝယ်စီမှာရောက်ပြီဆိုရင်လေဝယ်စီမှာရောက်ပြီသူတို့ဖုန်းဆက်တယ်ဖုန်းမကန်လို့စီပစ္စည်းကပြောင်းမှာပေါ့နော်။အဲ့ဒါလိုမျိုးအဲကြောင့်ဝယ်အမြဲတမ်းကန်တဲ့ဖုန်းနံပါတ်ကိုအဲ့ဒီဖုန်းနံပါတ်လည်းပေးစာပို့လာပေးပါโอเคဝယ်ရေးပြီးတော့မိုးဘန်နံပါတ်ပို့ထားပေးမယ်နော်အခုကဘိုက်စလစ်ပြန်မပို့လာပေးပါနော်ပြီးလို့ရှိရင်စင်မစီမှာပို့ပေးလိုက်တော့မယ်လောက်ကက်တူမွေးရပုံနော်စကလတာနော်နေရစကကျေးဇူးတင်ပါတယ်ယောက်ျားအလောက်ကပြန်လာရင်လွဲခန်းနေဟုတ်ကဲ့မရေကောင်းပါပြီကျေးဇူးတင်ပါတယ်မရေโอเคเว้ยแต่วันนั้นต้องพยายามไปช่องนะกะละเจ้าวายาบุเนาะนี่ไม่ยับเว้ยนะแต่เราพยายามแค่ไปเนาะที่เนาะเนาะนั่นเต็มนะนั่นเต็มโอเคเวียเว้ยสกอตสปาดูมาเมื่อจ้าเว้ยคุณนะเป็นเซนซ่ามิงกลาบาพี่โรยแชร์ไปจ้าบ่าวเนาะโอเคแต่สินสากูนายอันก็แต่สินสาอยู่แม่มาเตยเลยอ่ะตัวล็อกเก็ตกูอยู่เด้โอเคมองลี่ไปรู้เลยอยู่อ้อมมาละอยู่มาละไม่อยู่บุละอยู่แม่ส่วนพ่อในบ้านเนี่ยเลยสาธิตจ้าปูหลาไปบ้านเนาะอาม่าเบก้ามาลิซาเป็นในบ้านเป็นเราปูไปไหมเนาะตะช่วมาเลยพี่โรมาโมซีมาเลยသူတို့အဆောင်ပါမြတ်စွာပြည့်ဝယ်ထားတယ်ပြီးတော့သူတို့တဆင့်ပြန်တော့ရောင်းတဲ့အချိန်မှာအရန်စေးကြီးတာဒီလက်3ချောင်းတချို့မှာသူတို့4ဆောင်5ဆောင်10ဆောင်ဝယ်ထားတယ်ပြီးတော့သူတို့ပြန်ရောင်းတဲ့အချိန်မှာ4000 5000တဆင့်စားဆိုရင်အဲ့လိုမျိုးဖြစ်တယ်
น้อยเอาสลัดใส่จ้าองนี้แล้วเนาะต้องเลยพี่มูนี่แล้วเนาะนำมาล็อกแก้ละเบ้นำมาล็อกแก้ละเบ้เลยใช้กระดาษคลี่ยาเอาเลยใช้กระดาษคลี่กุยยาโอเคล็อกแก้ละเบ้แล้วเนาะนำมาล็อกแก้ละเบ้แล้วอ่ะเอ้ยบุญล็อกแก้กุยยาต้องหลุดตีหองเลยอ่ะเนาะต้องมีเราหลุดตีหองเนาะล็อกแก้กุยเนาะละเมื่อยละเบ้ละเมื่อแล้วนำมาล็อกแก้ละเบ้แล้วอ่ะละเบ้เนาะละเมื่อบ้านเนาะแต่ว่าเนาะในนี้อะไรสับของในบ้านก็ต้องไม่ล็อกกันเนาะเอาเดมลิซาเป็นนบาซีเดียกูเนาะมลิซาเป็นนบาซีเดียโมโกไปไหมเนาะအကိုဘေးနာကလူတွေလည်းမေးကြည့်လိုက်သူတို့ဘလောက်ယူမှာသူတို့ယူအောင်မလားပေါ့နော်ပို့ခါစီကြည့်တယ်ဆိုတော့သူတို့3ဆောင်4ဆောင်ဝယ်လို့စိတ်ကောင်းတာပေါ့နော်အဲ့လိုမျိုးအောင်လေးဘယ်လောက်လဲမမိုးတဲ့တစင်စာဆိုရင်2500ပါမောင်လေးဒါတော့နကလက်3ချောင်းနကအခုမမိုးထားတယ်နော်ယောက်ျားလေးမိန်းကလေးအကလုံးဆွဲလို့ရတယ်ဒါလော့ကက်ဒါတော့ရင်တိုးယောက်ျားလေးမိန်းကလေးအကလုံးသုံးလို့ရတယ်โอเคအပြင်မှာဆိုရင်စင်းနဲ့လောက်ထားတယ်အတွင်းမှာဆိုရင်ပစ္စည်းအကောင်းစားငွေသားနဲ့လောက်ထားတယ်ဩစတြေးလျနိုင်ငံမှာထုတ်လုပ်တယ်အရန်လာတယ်လက်ရလန်းအရန်လည်းကောင်းတယ်အရင်အမြတော်လန်ရေးအတွက်ကလပ်ပြန်တော့ထောက်ပံ့ပေးတယ်ใช้กระดาษคลิปคุยนอนนะมาบ้านนอนซาเลยบุนอเราแก้ละใบนอนละเมื่อใช้กระดาษคลิปคุยนอนมาบ้านนอนซาเลยบุเล่นในนี้เล่นซาแต่ฟองหน้าบ้านแต่เนาะเข้าดาวไปอย่างที่ชาเนาะก้าวมาพี่กูจีมีจีไรเนาะเขาแก้บ้าโอเคมวยเนาะมวยอะบายเนาะแล้วมันนี่ปองบายนักการเตียนบลาวเลยละไม่เย็บพอพุ่นเนาะนักการเตียนละไม่เย็บพอล็อกแก้ตะคู่สวยบยาล็อกแก้ตะคู่สวยตะเท้ายินโตตะคู่สวยคนยาแต่สินสาต้องคู่สลองอยู่แม่สวยแต่สินสาสวยในเท้าเนี่ยไงอะบ้าเบผมน้อยด้านล็อกแก้ตะคู่เนาะพองในบ้านนี้อะไรสักก็ลองปาพี่เนาะงานสปริงจะไม่ยากบุอ๋ออายุลูกเอาไว้เอาเก้าไปเอาคุณผมเอาไปขนาดเลยเนาะขนาดเลยแกล็อกแกโดนักการโดนักการโดและตองเจ้านักการล็อกแกยินโตประตูอยู่มาแล้วเสร็จแต่ละแกရတယ်ကိုကြီးရတယ်
ဒါလေးကားလေးမင်္ဂလာပါစေပစ္စည်းလာမှာထားလို့ရတယ်နော်ပစ္စည်းအောင်ပြောပြီးနော်မြန်မြန်မလုပ်လို့စိကုန်မြန်တယ်နော်အမြဲတမ်းပဲကုန်တယ်အခါမှမလောက်ဘူးနားလေးโอเคတိုက်ခိုင်နိုင်ရမည်ငါတို့မြဲယုံကြည်ကိုကြီးရဲ့အမပို့ထားတယ်နော်ပို့ထားတယ်จ้าเนาะจ้าสกุลมလားနော်မိုးရေအစုံနဲ့မလဲအစုံနဲ့ရင်တိုးတစ်ခုယူမယ်လာကောင်မလာစာထုတ်ပြီးမှပဲဆန်ပို့မယ်နော်โอเคနေလားဘူးအစုံတစင်စာတစ်စုံနဲ့ရင်တိုးတစ်ခုโอเคဘုံတော့နေရလိုက်စာဖုန်းနံပါတ်ပို့လာပေးပါနေရလိုက်စာပို့လာဖို့မမေ့နဲ့ပြီးတော့ရေဒါတော့နိုင်ကိုနိုင်အကတော့တစင်စာနော်တစင်ဒါတော့တစင်စာโอเคလူထွေးအလောက်ဒီမလေးလူထွေးအလောက်များလာတော့မယ်ပစ္စည်းတွေပို့ရတော့မယ်စင်နိုင်9မိနစ်စီပါပြီစင်မရောက်ဒီဖိုးလောင်း20ပဲရသေးတယ်လောက်ကက်တစ်ခုရောင်းလို့ရတယ်ကိုနိုင်အန်တော့တစင်စာယူမယ်တဲ့လာစာထုတ်ဖို့ရက်လဲလာစာထုတ်မှပတ်စံလာအမယ်โอเคစင်ကာပူလူစီကတော့တစင်စာနဲ့ညီတိုးတစ်ခုယူမယ်အော်ဆိုလာဆိုင်မနော်ဆိုလီမမွဲနော်ခင်မီကြီးပေါင်းနေလားနော်ခင်မီကြီးပေါင်းနေလားဆက်နော်ဆိုလီညီမလေးမမိုးရေနန်းဆုံး3သိန်းထားပြီးနော်ဟမ်မလေးမိုးရေနှစ်စုံနော်မနော်နှစ်စုံယူမယ်နော်မနော်နှစ်စင်စာပေါ့နော်ဟုတ်ကဲ့ပါလက်3ချောင်းနှစ်စင်စာမနော်
နှစ်စင်စာလက်3ချောင်းနှစ်စင်စာအမနေရလိုက်စာနဲ့ပုံတစ်ပါးပို့လာပေးထားပါနော်โอเคဘုံနော်အင်ကြီးရတော့ညီမလေးနုတွေမေးလိုက်အင်ကြီးရတော့ညီမလေးနုတွေမေးလိုက်နော်ခဏလေးအမမအားတယ်လို့အားလို့စင်အမလလလေးရိုက်ပေးမယ်ခဏလေးနော်အခုကတော့အမပမစီမနည်းနည်းမောင်းလေจ้านี่ล้อใส่นอนนี่ล้อสกอแล้วเนาะน้าเต้าด้านเนี่ยอะไรสาเลยทองแน่บ้านเนาะโอเคสกอแล้วเนาะสกอสีปูดาเลยเนี่ยนุ่งด้วยสิมั้ยปุ้มน้อยอยู่เนาะเล็ดตองช่องนักกะนัดสินสาบุ้มเนาะนัดสินสางาทองบ้านเนาะอันดาတော့มีอะไรสาแต่ยาวเนาะดาတော့นั่นมาก่อนมาผมน้อยอายุนอกโชลีติสินซาเนาะนอกโชลีติสินซาเนาะ2500บาทเนาะและตองช่องติสินซาอีดอกผมน้อยอายุเนาะสิงคโปร์อลูซินเนาะလက်3ချောင်းတစင်စာနဲ့လောကက်တစ်ခုเนาะလောကက်တစ်ခုလက်3ချောင်းတစင်စာနဲ့โอ้ยရလောစမဘာလဲလောကက်လာဘာလဲရင်တိုးလားအော်ရင်တိုးလောကက်မဟုတ်ဘူးငါမားလေးပြန်ချက်မင်္ဂလာပါစေ41ကြာတော့ကြာကြည့်ပေးမယ်နော်ခဏလေးနော်အခါနော်နာနုတွေအယူနော်ရစင်ကာပူလူစင်မဝဲတာလက်3ချောင်းတစင်စာဘုံနော်2500ဘတ်တန်နော်ပြီးတော့ရင်တိုးတစ်ခုနော်ရင်တိုးပို့တစ်ခုနော်โอเคမင်္ဂလာပါစေမမူကြီးလက်3ချောင်းနက
လက်3ချောင်းနကနဲ့လက်3ချောင်းလော့ကဲလက်3ချောင်းရင်တို့ယူမယ်ဆိုရင်ဆက်သက်လာပါနော်ပြီးတော့နော်ဒစင်စာဆိုရင်3မျိုးစလုံးဆိုရင်1500ပါနော်တခုချင်းစီဝယ်မယ်ဆိုရင်နကတရံဆိုရင်1500ပါလော့ကဲတစ်ခုဆိုရင်1000ရင်တို့တစ်ခုဆိုရင်900နော်ရောင်းရတဲ့အရင်ရောအမြရောရောင်းရတဲ့ငွေအားလုံးကကမ်ပိန်းအတွက်တော်လန်ရေးအတွက်ကျွန်တော်ထောက်ပံ့ပေးပါတယ်စင်အစုံ100ပဲရောက်လာမယ်ဒီတခါနော်အစုံ100ဆိုရင်ဘာငွေနဲ့3,500ပါပေါ့နော်အရင်တော့အစုံ300အစုံ200ဆိုခဏလေးပဲရောင်းလို့ကောင်းနေပြီလို့နော်အဲတော့ယူမယ်ဆိုရင်လာပြီးတော့မှယူထားပါအရန်ကိုလိုချင်တဲ့ဒီပေါ့နော်တစ်ခါရောက်လာလဲကိုမရနှစ်ခါရောက်လာလဲကိုမရတဲ့အလူရှင်တွေလည်းအမြန်နည်းနဲ့ဆက်သက်လာပေးပါနော်โอเคနောက်တစ်ကိမန်နစင်ဇာโอเคပြီးတော့နောက်ဆော်လေးတစ်စင်စားနောက်ဆော်လေးတစ်စင်စားပြီးတော့စင်ကာပူအိန္ဒြာစင်ကာပူတော့တစင်စာနဲ့ဗာလဲတစင်စာနဲ့ရင်တိုးတစ်ခုတစင်စာနဲ့ရင်တိုးတစ်ခုစင်စာနဲ့ရင်တိုးတစ်ခုโอเคနောက်ချော်နေရတော့ဖြစ်ဆက်ပို့ပြီးပြီနော်1500ရပြီ1500ပါပို့လိုက်ပြီနာမတိတ်ကောရနော်နေလောတိတ်ကောလကြောင်းနော်လက်3ချောင်းနကတရံ1500ပါနော်ပြီးရင်တွင်းပေးမယ်နေရလိုက်စာပုံနဲ့ပါပို့လာတာနေရလိုက်စာပုံနဲ့ပါပို့လာတာနကတရံโอเค6ရောက်လာတော့မှာထားပြီကဲမင်္ဂလာပါပြီတို့ရေမင်္ဂလာပါ39ရောက်ရောက်ဒီပို့လူကန်တာအခုပစ္စည်းရောင်းရတယ်ပစ္စည်းရောင်းလဲရတဲ့ငွေလဲတော်လန်ရေးအတွက်ပဲနော်လက်3ချောင်းအစုံ100ပြီတို့ရေလောဆဆရာတော့ဘယ်နှစုံထွက်သွားလဲလော့ကက်တစ်ခုထွက်သွားပြီတစင်စာဒါကိုတစင်စာတော့ကိုနိုင်အန်းပြီးတော့မှတင်ငါတော့2စင်စာနောက်ချော်လေးတစင်စာညီမလေးစင်ကာပူကညီမလေးကတော့တစင်စာနဲ့ရင်တိုးတစ်ခုနောက်တော့နကတရံနော်ကောင်းမြန်တယ်ပြောအစုံ100ပဲစီးတယ်နော်အစုံ100ပဲစီးတယ်နော်ပြောထားပြီနော်ငရုတ်ဒီအလုံး1000မပြည့်သေးဘူးပြီးတော့ရေအလုံး900ကျော်လိုသေးတယ်နော်ရေစကောလာနော်ညီမရေဖောင်းတော့စကောမချော်လေးပတ်စံပို့လာပြီပတ်စံပို့ပြီးတဲ့အလူစင်ကတော့အနေရအမနဲ့ချစ်မပို့ရသေးတဲ့လူမချစ်ရသေးဘူးနော်โอเค
จ้าน้อยได้อะเนาะสกอลเนาะไปช่องดีแล้วมันนี่ปอนทอสายปีดอกนี่ยังไงซะนับปงหน้าบ้านโอเคนับปงหน้าบ้านนำไม่เกียร์ก็ไม่นั่นนำไม่ชนะแหละนับปงหน้าบ้านนอนเลยนับไปสบู่ไม่หมดแล้วเนาะส่วนตาน้อยิงวิ่งกันขณะนี้ว่ามาชนะเนี่ยล็อกแก้มาล็อกแก้ยังไงอ๋อล็อกแก้ล็อกแก้ตะคุน้องยิงวิ่งอ่ะไปสั่งปูหลาบีเนาะโอเคอันนี้เอาชี้ไล่บีจ้านี่แล้วเนาะสกอโอเคปีอ่ะล็อกแก้ตะคุคุ้มหน่อยน้อยยิงวิ่งเนาะล็อกแก้ตะคุเนาะนี่ยังได้สาคนหน้าบ้านป้าละเนาะอเมย์เนาะน้อยยิงวิ่งแล้วเนาะคนหน้าบ้านโอเคมิงกลาบาสิมิงกลาบาแกคนในยาวการไปสั่งปูหลาดาแต่ยาวเราบนตาน้อเต็งเลยแต่ยาวพี่ดอกน้อชอลีพี่ดอกน้อยีวีแกพี่ดอกยีการไปอัตราแล้วกุญการไปอัตราแล้วกุญจินเด้ที่สีและสองแล้วโลจินเด้ส่วนยิ่งบ่เนาะดีบาแล้วဒီလော့ကက်တွေလည်းအားပေးလို့ရတယ်အောက်ထောက်တွေလည်းအားပေးလို့ရတယ်အင်ဂျင်တွေလည်းအားပေးလို့ရတယ်နော်မမို့လို့ရောင်းတဲ့အခုတော်လိုင်းရေးအောက်ထောက်300တလုံး300ဆိုရင်အရင်မယူပြီးတော့အရင်ရောအများရော PDL လွှားတဲ့ campaign တွေအတွက်ကျွန်တော်ပြန်ထောက်ပံ့ပေးတယ်အခုလက်3ချောင်းလည်းတူပါပဲနော်လက်3ချောင်းလည်းလော့ကက်တစ်ခုဆိုရင်1000နကတရံဆိုရင်1500ဘရင်တိုးတစ်ခုဆိုရင်900တစင်စာဆိုရင်1500ဘဆွေးလာအပြင်မှာဆိုရင်ဆွေးစင်းနဲ့ကိုထားတယ်အတွင်းမှာဆိုရင်ငွေသားပစ္စည်းကောင်းစားနဲ့လောက်ထားတယ်နော်ဆွေအကောင်လုံးလိုချင်လို့စင်2500ပါရောင်းလို့မရဘူးဒီတက်စီကြည့်တာပေါ့နော်ဒါပစ္စည်းကောင်းစားပါရေချိုးတာလားအကစားလုံးမလားချွေးနဲ့ထိမလားဘာမှမဖြစ်ဘူးပြီးတော့အမြဲတမ်းပဲသိပြီးတော့အမြဲတမ်းပဲလာတယ်နော်လက်ရဆိုရင်ရမ်းလာတယ်ပြီးတော့နော်ဟာလေအလူစင်ကသူတို့ကတပ်ပုံရိုက်အမိုးတပ်ပုံရိုက်အောင်တာပေါ်လာလေးရိုက်လိုက်က
မမိုးကြီးညမပဲလူတော့မအခုရတယ်မောင်လေးကျက်စုံရေအခုလက်3ချောင်းနကတွေလက်3ချောင်းဆွဲတိုးတွေလက်3ချောင်းရင်တိုးတွေရောက်လာတယ်နော်မောင်လေးအမတ်တရားဝယ်ထားမလားဝယ်ထားလို့သိရင်လေဒီငွေတွေအားလုံးကအရင်ရောအမြရောကမ်ပိန်းအတွက်အကောင်လုံးပြန်တော့ထည့်တယ်ဩစတြေးလျနိုင်ငံမှာထုတ်လို့တာပေါ့အပြင်မှာဆိုရင်တင်းနဲ့ပို့ထားတယ်အတွင်းထဲမှာဆိုရင်ပစ္စည်းအကောင်စားနဲ့လုပ်ထားတယ်နကတရံဆိုရင်1500ပါလော့ကက်တစ်ခုစီ1000ပါရင်တိုးတစ်ခုဆိုရင်900ပါသစင်စာဆိုရင်2500ပါမိန်းကလေးယောက်ျားလေးအကောင်တက်လို့ရတယ်ဒီမှာပါပြီတော့နော်ဒါနော်ဒါလက်3ချောင်းမမိုးရအခုရောင်းနေတဲ့နကနဲ့ရင်တိုးပေါ့အခုဖဲပြားလော့ကက်တော့မမိုးဆွဲထားနေတယ်နော်လော့ကက်တော့မိုးဆွဲထားနေတယ်နကကြတော့ဒီမှာပါနော်တစင်စာဆိုရင်1500ပါနကတရံပဲဆိုရင်1500ရင်တိုးတစ်ခုဆိုရင်900လော့ကက်တစ်ခုဆိုရင်1000ပါယူမယ်ဆိုရင် message တက်မှာဆက်သွယ်လာပါကိုယ့်ရဲ့နေရာလိုက်စာဖုန်းနံပါတ်တိတိကျကျပို့လာပြီးပါမမိုးဘက်ကလည်းဘယ်နံပါတ်ပြန်တော့ပို့ပေးမယ်နော်ပစ္စည်းကမန်ဒေးရောက်လာမယ်ဒီတို့ရေပစ္စည်းကမရောက်လာခင်မမိုးတို့အများကြီးကြုံကြတာပေါ့နော်ဒါပေမဲ့ပစ္စည်းရောက်လာတဲ့ပစ္စည်းကောင်ကသူပြပထမချိန်ဒုတိယချိန်တတိယချိန်ကောင်တာအများကြီးတယ်လို့တချို့မှသူတို့လိုချင်တယ်လေပစ္စည်းမလောက်ဘူးလေရောင်းရတော်တော်ကောင်းတယ်တချို့မှသူတို့ဝယ်ပြီးသူတို့မျက်မြင်သက်တင်နဲ့တွေ့တဲ့အချိန်မှာအပြင်မှာပို့ပြီးတော့လာတယ်လက်ရအရန်လာပြီးတော့လေးတယ်နော်ဒါရင်တိုးပါလေးတယ်လက်ရအရန်လာတယ်နော်ရေချိုးပြီးတော့ရေနဲ့တူချိုးမလားချွေးတွေတက်မလားလုံးဝမအိုသွားဘူးဒီလိုလုံးဝမဟောင်းသွားဘူးအမြဲတမ်းပဲလှပတယ်လက်3ချောင်းနေရာမှာစိန်နဲ့တက်ထားတယ်โอเคယူမယ်ဆိုရင်ဆက်တက်လာလို့ရပါတယ်ရှင်ဘယ်နဲ့ဆုံးတယ်လဲနှစ်ဆုံးသုံးဆုံးလေးဆုံးငါးဆုံးအစုံနဲ့ဆိုရင်ငါးဆုံးရောင်းလိုက်ရပြီဘလော့ကက်ဆိုရင်နှစ်ခုဆိုရင်နှစ်ခုရောင်းလိုက်ပြီရင်တိုးတစ်ခုပြီးတော့ရေ39ရောက်မင်္ဂလာပါရှင်ည9နာရီတိုးတော့မယ်နော်ည9နာရီတိုးတော့မယ်ည9နာရီတိုးတော့မယ်လိုက်လွှင့်တာနောက်ကြလို့တနေ့ကမအားဘူးလက်တောင်းချောင်းနကတွေရင်တိုးတွေယူမယ်ဆိုရင်အမြန်ကြီးနဲ့ဆက်သွယ်လာပါနော်ကုန်သွားလို့စင်ဘာမှလုပ်လို့မရဘူးနော်အဲ့လေမညီမလေးတယောက်တော့ပြောရမယ်ဟိုတခါတော့သူယူမလို့อ่ะပစ္စည်းကုန်သွားလို့ပတ်စံတော့သူပို့လာပြီးကိုလည်းသူ့တယ်တော့ပို့ပေးမလို့อ่ะသူပြောတယ်သူမယူတော့ဘူးတဲ့တုံးလိုက်ရေးပဲလူလိုက်တဲ့ဘယ်လောက်ချစ်စရာကလေးဒီတခါတော့ပစ္စည်းရောက်လာပြီဆိုသူ့ကိုချောင်းသားရမယ်ตะไลมื้อเนอคราวนั้นอย่าในมีโลกอย่าพ่อปตามึงไหนน้อมยังแบบหน่อยเดียวลูกไปนะว่าเอามาแล้วว่าเอามาแล้วเล็ดตรงช่องนักก้าจะเสียซ่าแกโตไปช่องหัวอย่าแล้วน้องบุตรีท้อตีสีอ้อเลยตีสีล้อแล้วเนาะอย่ามาถามพ่อไปช่องตาว่ามาแค่นี้เวลามาเบอร์เราอ่ะอาข้างเราตีสีท้องอ่ะดำมันก็ถ่ายเสื้อตัวอย่างพี่น้องตะไลมื้อนึงอ่ะเนาะดำมันก็ถ่ายเสื้อตัวอย่างก็ถ่ายเสื้อพ่ออันนี้อะไรใส่ของน้ำบาดเนี่ยมาเตอร์พ่อกันไหนมาเตอร์พ่อเอามาเตอร์ไปเนาะ
ထောင်ထောင်မှာကဲအခုကတော့အလောဆယ်ရလာတဲ့လက်3ချောင်းငွေကိုအရင်ပေါင်းလိုက်မယ်နော်လော့ကက်တစ်ခုစာ1000နောက်ချော်လေးတစ်စင်စာနဲ့ငါရနောက်ချော်လေးပတ်စံပို့လာပြီပြီးတော့မမိုးရဲ့အမတယောက်ကတော့လော့ကက်တစ်ခုစာနဲ့ငရုတ်ဒီ200နော်1200ပြီးတော့တန်တော့ဝေဒိုဝေက1100နော်ဟေးဟုတ်ရလား1500ပြီးတော့1200ပြီးတော့1100 9400အဲ့နော်9400ကိုမိုးစားလိုက်မယ်နော်100နဲ့5လုံးဒါပြီးတော့ရေငရုတ်ဒီပိုးဝင်တာတော့200တစ်ချက်1100တစ်ချက်ပဲနော်ကျန်တဲ့ငွေတွေကြတော့လော့ကက်အတွဲ2500နဲ့လော့ကက်အတွဲ1000နဲ့လက်3ဆောက်တစ်စင်စာအတွဲနဲ့ဒီဘက်က1000ဆိုရင်4000နဲ့250ရသွားတယ်4000နဲ့250ကမမိုးကမ်ပိန်းထဲမှာအကုန်လုံးထည့်မယ်နော်အော်စီကအကူတွေကပြောတယ်မိုးရောင်းလို့ရလို့ရှိရင်မိုးလိုအားတဲ့တော်လိုင်းရေးထောက်ပံ့ငွေမိုးလိုအားတဲ့ကမ်ပိန်းထောက်ပံ့ငွေအကုန်လုံးထည့်အရင်ပြန်ပေးစရာမလိုဘူးတဲ့ရောင်းရတဲ့ငွေအားလုံးဒီ locket ထဲမှာပေါ့နော်ဒီလက်3ချောင်းပစ္စည်းတွေကအကုန်လုံးမြေပြင်မှာပို့ခိုင်းတယ်ဘလောက်လေးစားဖို့ကောင်းလဲနော်ဘလောက်လေးစားဖို့ကောင်းတချို့တွေကြတော့သူတို့လာတော့ပစ္စည်းရောင်းခိုင်းတယ်ဒါပေမဲ့သူတို့ကိုအလားပြန်တော့ပေးရမယ်ကျန်တဲ့အများတွေကြတော့ဒီလိုပြောလို့မရောစီးတယ်ဗလဲအမေစုပုံလိုမျိုးပဲမြေပုံလိုမျိုးပေါ့နော်အမမို့တော့သူတို့90%အများပေးမယ်ကျန်တာကြတော့သူတို့ယူမှာပေါ့လို့မျိုးမပြောတယ်မမို့ဘက်ကလည်းလက်3ချောင်းရတာပေါ့နော်ဒီလက်3ချောင်းရတာတော့အရင်တွေပါတယ်ဟိုပြန်ပေးစရာမလိုဘူးအကောင်လုံးရောင်းရတဲ့ငွေအားလုံးကိုပိတ်ထဲမှာထည့်တယ်ပေါ့နော်အဲကြောင့်တချို့တွေကကမ်ပိန်းပဲထောက်ပံ့မယ်ဆိုရင်ဘာမှလက်ဆောင်မရဘူးလက်ဆောင်လဲလိုချင်တယ်ကမ်ပိန်းလဲထောက်ပံ့ချင်လို့ရှိရင်ပစ္စည်းဝယ်လိုက်ဝယ်ရတဲ့ပစ္စည်းရဲ့ဒီငွေလဲတွန်လိုင်းမှာအကောင်တော့ထည့်ပေးတယ်နော်โอเค105လုံးနော်105လုံးကိုမမိုးလိုအားတဲ့အလုံး900နဲ့10လုံးနော်900 10လုံးအနုပ်105လုံး600နဲ့3လုံးအလုံး1000ပြဖို့6နဲ့3လုံးပဲလူတော့တယ်နော်အလုံး1000ပြဖို့600နဲ့3လုံးလူတယ်ကဲပစ္စည်းလက်ဆောင်တွေမလိုချင်ဘူးဘာမှမလိုချင်ဘူးဆိုရင်တို့ရေမဖြစ်မနေကမ်ပိန်းအတွက်ဝိုင်းတော့ထောက်ပံ့ပေးကြပါအောင်နော်မမိုးရကမ်ပိန်းကဒီ2000ပြဖို့အလုံး600နဲ့3လုံးလူသေးပါတယ်ရှင်ငရုတ်ဒီနော်2000ပြဖို့အလုံး600နဲ့3လုံးလူသေးပါတယ်600 3လုံးလူသေးပါတယ်နော်ငရုတ်ဒီတစ်လုံးဆွေ55ပါ10လုံးဆွေ9နဲ့50အလုံး100ဆွေ9000နဲ့900ဒါမဲ့ locket တွေလက်3ချောင်းနဲ့တော့တက်ရောင်းပေးတယ်နော်ရောင်းတာစီးပွားရေးအတွက်မဟုတ်နော်ရောင်းရတဲ့ငွေအားလုံးအရင်အများကမ်ပိန်းထဲမှာကျွန်တော်ထည့်ပါတယ်ရှင်အိုဒီတကားမို့စားရတာအကြာကြီးပဲနော်လက်3ချောင်းပြီးဖို့တနေ့တဝဲလောက်စီးမယ်တင်တယ်နေ့တဝဲလောက်စီးမယ်အလူစင်ရပြန်လို့ချင်းနဲ့အခုမမွေးရလိုင်းဆိုတာလူတွေ့တာနဲလို့ညတိုင်းနဲ့မမွေးချင်ကြမယ်တချို့မှလိုချင်တယ်သူတို့စောက်တာတနည်းစီတော့မယ်မရောက်လာသေးအခုကတော့ရောက်လာတော့မှာပေါ့နော်လက်3ချောင်းအော်ဒါနကတရံပြီးတော့နကတရံဆိုရင်1500ပါလော့ကက်ရောရင်တိုးရောအကောင်လုံးယူမယ်ဆိုရင်2500ပါ4ခုစလုံးက2500ပါနကတရံပဲယူမယ်ဆိုရင်1500ပါလော့ကက်တစ်ခုပဲယူမယ်ဆိုရင်1000ပါရင်တိုးတစ်ခုပဲယူမယ်ဆိုရင်900ပါမလာပြီးတော့မှထားလို့ရတယ်နော်နေလို့ရှိရင်ပစ္စည်းကောင်သားလို့ရှိရင်ဘာမှလုပ်လို့မရဘူးနော်ပစ္စည်းကကောင်သားလို့ရှိရင်တစ်ခါပြန်ရောက်ဖို့ကနေ့တစ်ဝဲလောက်စားရတယ်တို့ရင်ညလုံးလေးနေ40နဲ့3ရောက်မင်္ဂလာပါရှင်ငရုတ်ဒီပိုထောက်ပံ့ပေးမဲ့အလူစင်ဖိတ်ခေါ်ပါတယ်စောင့်နေပါတယ်ပစ္စည်းလက်လက်3ချောင်းနော်ကမ်ပိန်းအတွက်လက်3ချောင်းနကတွေလော့ကက်တွေလည်းရောင်းတယ်ပြီးတော့ငရုတ်ဒီပိုရဖို့အတွက်ကမ်ပိန်းအတွက်လည်းအလူခံတယ်နော်နှစ်ခုစလုံးပဲလုပ်တယ်နော်ရတဲ့ငွေအားလုံးအလူခံငွေလားလော့ကက်ငွေလားအကုန်လုံးကတော်လာရေးအတွက်ကမ်ပိန်းအတွက်ငရုတ်ဒီအတွက်ပါ
နာလေးမိုးလိုက်ပါစစ်စင်းနေတယ်ကျက်စတုံးရေးမင်္ဂလာပါမောင်လေးပစ္စည်းလဲရောင်းတယ်ငရုတ်ဒီပိုးလဲအလူခံတယ်နော်ပစ္စည်းရောင်းတာကတော့ကမ်ပိန်းအတွက်ပဲနော်အရင်အမြကမ်ပိန်းအတွက်ပဲနော်ပစ္စည်းရောင်းတာစီးပွားရေးအတွက်မဟုတ်ဘူးကမ်ပိန်းအတွက်တဲ့ပဲတော့အားလိုက်ပါတော့မဲသေးစုမဲသေးကြပါစုတရားမင်္ဂလာပါစေနားတဲ့လူတွေလက်သုံးချောင်းနကပြန်တော့ပြန်ရခဏလေးအမှုပစ္စည်းဘူးစားမယ်ကြောက်သွားတာလည်းမသိကင်းစင်ကြပါစေတွေ့တော်လေးဒီခိုင်ပါစေကဲလက်သုံးချောင်းနဂါတို့လက်သုံးချောင်းလောကက်တို့လက်သုံးချောင်းရင်တိုးတို့လာမှာထားလို့ရတယ်နော်မှာထားလို့ရတယ်ပစ္စည်းရောက်လာတော့မယ်နော်တနင်္လာအင်္ဂါရောက်လာမယ်နော်တနင်္လာနေ့ရောက်လာလို့စင်အင်္ဂါပို့မလားမသိဘူးတနေ့နှုတ်ထွေးပဲဘယ်နှစုံပို့လို့ရတယ်မသိဘူးဒါပြီးတော့ဒါလက်သုံးချောင်းနဂါနော်တရံဆိုရင်1500ပါရင်တိုးတစ်ခုဆိုရင်900ပါယောက်ျားလေးဟိုနှစ်ရွက်လာတဲ့ယောက်ျားလေးဆိုရင်ရမ်းလာတယ်ယောက်ျားလေးဝိုးလို့ရတယ်နော်လော့ကက်လည်းယောက်ျားလေးဝိုးလို့ရတယ်မိန်းကလေးယောက်ျားလေးအကုန်လုံးရတယ်ဒါလော့ကက်ဆိုမှဆွဲထားတယ်ရင်တိုးဆိုရင်ယောက်ျားလေးရဲ့ကျဲဒီနားမှာပဲပြေးရင်မနဲ့မှာပဲပြေးမိန်းကလေးရဲ့အကောင်လုံးသုံးလို့ရတယ်ဒီပစ္စည်းထောက်လို့တာမိန်းကလေးယောက်ျားလေးအကောင်လုံးသုံးလို့ရတယ်အာနာစင်ကိုစန့်ကျင်တော်လန်တဲ့ဤသူတွေအားလုံးပါနော်ဆွေအစ်စ်နဲ့နော်အပြင်မှာဆွေအစ်စ်နဲ့အကောင်လုံးပို့ထားပါတယ်လှုပ်ထားပါတယ်အတွင်းမှာဆိုရင်ပစ္စည်းအကောင်စားနဲ့လှုပ်ထားတယ်ပေါ့နော်ဆွေအကောင်လုံးထဲမယ်ဆိုရင်တို့ရေ2500ပါရောင်းလို့မရဘူးနော်စေးဒီထက်ကြီးမှာပေါ့နော်ပစ္စည်းကအရန်လာတို့လက်ရလဲအရန်လာတယ်ဩစတြေးလျနိုင်ငံမှာထုတ်လုပ်ထားတဲ့နိုင်ငံကြီးထဲမှာပေါ့နော်အမိုးနေတဲ့ဩစတြေးလျနိုင်ငံမှာထုတ်လုပ်တဲ့စင်နော်အရန်လာတယ်အဲ့တော့ယူမယ်ဆိုရင်လာမှာထားပါပတ်စံစီးတဲ့လူဆိုရင်ချက်ချင်းပို့လာခဲ့တချို့မှာကျတော့အော်နောက်တရက်နေရမှအောက်ရတယ်မှာထားလို့ရမို့စင်သွင်းထားတယ်ဒီမှာမှာထားတဲ့အလူစင်ကတော့စုပါမရလဲ1 2 3 4 5 6 9ယောက်စီးပြီ9ယောက်နော်ခဏတော့9ယောက်ပတ်စံပို့ထားတဲ့သူကတော့3ယောက်4ယောက်တော့မပို့လာသေးဘူးသူတို့လက်စာမထုတ်သေးဘူးတချို့မှာ
ကဲငရုတ်ဒီပိုးလူခံပါတယ်ပြီးတော့ရေငရုတ်ဒီပိုးလူခံပါတယ်စင်ငရုတ်ဒီပိုးနော်ပစ္စည်းလဲရောင်းတယ်တော်လန်ရေလက်3ချောင်းနကတစင်စာ2စင်စာယူမလားမှာထားလို့ရတယ်ဒီလက်3ချောင်းနကလည်းဝယ်လို့စီရင်ကမ်ပိန်းအတွက်နဲ့ပဲပြန်တော့ထည့်ပေးပါတယ်စင်နော်ကမ်ပိန်းအတွက်ပဲပြန်တော့ထည့်ပေးတယ်အတန်ကြားသေးလားမသိအတန်ကြားသေးလားစင်ကာပူမလေးရှား USA တခြားနိုင်ငံမှာယူမယ်ဆိုရင်မှာယူလို့ရတယ်ဒါပေမဲ့ပို့ခကောင်းတာပေါ့နော်ထိုင်းနိုင်ငံမှာဆိုတော့ပို့ခမကောင်းဘူးခုတောင်းလေးတောက်အာသာလေးတွေ့အမောင်ကိုခွင်းဆောင်လေးခုတောင်းလေးI am woman session တော့ပါလာတယ်မငွေတောင်းအကျွေးလာစားပြီမွဲတော့အကျွေးရောက်လာဒီစကောလာagency အေဂျင့်ပါစီကဲ9နာရီတို့တော့မဲမို့လဲနည်းအိတ်လိုက်မယ်ပြီးတော့မျက်လုံးရမ်းနေတယ်မဟုတ်လို့စရင်မနိုင်တော့ဘူးညတိုင်းထိုင်ပြီးတော့လိုက်လို့ရအောင်မယ်အစီကြီးနော်နည်းအိတ်လိုက်မယ်ရေလဲချိုးခြင်းတယ်ရေချိုးမယ်ညနာတိလိုက်မယ်မမိုးစီမှာဆိုရင်ည9နာရီတို့တော့မယ်ည7နာရီခွဲစမဟုတ်ပြန်တော့လိုက်လွှင့်မယ်ည7နာရီခွဲတနာရီဆိုရင်ထိုင်းနိုင်ငံမှာဆိုရင်7နာရီခွဲ9နာရီဖြစ်တယ်โอเคနော်အဲ့လောက်ပဲဒီတို့ရေနော်နကယူမယ်ဆိုရင်နကယူမယ်အလူစင်တွေဆိုရင်ဆက်သက်လာပါနော်လက်3000နကတရံဆိုရင်1500ပါလော့ကက်တစ်ခုဆိုရင်1000ပါရင်တိုးတစ်ခုဆိုရင်900ပါဒီ3မျိုးစလုံးက2500ပါတစင်စာ3မျိုးစလုံးယူမယ်ဆိုရင်2500ပါကိုကယူမယ်ဆိုရင်ကိုရဲ့နေရာလိုက်စာဖုန်းနံပါတ်တိတိကျတိကျနဲ့ပို့လာခဲ့ပါမှမိုဘိုက်ကလည်းဘယ်နှပါကျွန်တော်ပို့ပေးမယ်နိုင်ငံခြားမှာဆိုတော့ပို့ခကုန်တာပေါ့နော်ဘယ်နိုင်ငံလဲသူစီနဲ့သူစီးတယ်နော်โอเคပြီးတော့ငရုတ်တီပိုးကြီး3000နဲ့3000ကအခုအလုံး2000တိတိပို့600နဲ့3လုံးလိုပါတယ်နော်ဒါတော့ငရုတ်တီပိုး600နဲ့3လုံးလိုတယ်အဓိကတော့ကမ်ပိန်းအတွက်အလူခံတာပေါ့ကွယ်နော်ဒါမဲ့ရောင်းရတဲ့လက်3ချောင်းနကတွေအားလုံးလဲရတဲ့ငွေအားလုံးကအရင်အမြကမ်ပိန်းအတွက်အခုလိုအပ်နေတဲ့ငရုတ်တီပိုးတွေတော့ထည့်တယ်โอเคနော်အဲ့လောက်ပဲပြီးတော့ရေဘိုင်